ဒီတဲ့ရလုံးကိုစားကြပါလောက်ပရက်တွေမှာပြင်းမမေနဲ့တသားနဲ့ပါစားခြင်းလဲ ကြာစံကြော်မစားရကြလို့ကြာစံကြော်စားခြင်းနဲ့ လင်းအောင်စားမလား 干嘛？ လင်းအောင်ပါစားခြင်းလားလေ 大家都打点呢。 โอเคအားဖေဖေကြော်ကျွေးမယ် 对对。 အားဖေဖေဈေးသွားလိုက်အောင်မယ်နော် 对的。 โอเคဘိုင်ဘိုင်ပထမဥစားပါနော်ကျွန်တော်တို့ဒီရွက်တွေမလီရင်ကျွန်တော်ဟင်းညိုကိုဆက်ပြီးချက်ထားတာဖြစ်ပါတယ်ကျွန်တော်ဟင်းညိုထဲမှာပါတယ်ထည့်လဲဆိုရင်လေးမစုခင်မှာကျွန်တော်ကြက်သွန်ပြထည့်ပါတယ်ဒီကြက်ရိုမညှိအောင်လို့ပေါ့နော်အခုရင်လေးစုလာရင်ကျွန်တော်ဒီနောက်မုံလာဦးလေးထည့်မယ်ကျွန်တော်ဒီမုံလာဦးအဖြူထည့်မယ်ပေါ့နော်ရောင်လေးလာအောင်နှစ်မျိုးဆိုရင်ဒီထည့်ရလိုက်မယ်ပြီးသွားရင်ကျွန်တော်သူ့ရဲ့အရသာကိုချုံမုတ်သုံးမယ်ချုံမုတ်ရောနှစ်ဆုံးလောက်ပဲထည့်ပကြားလေးထည့်အောင်ပကြားထည့်မယ်ပကြားလေးနှစ်ဆုံးလောက်ပဲကျွန်တော်ထည့်မယ်ပြီးသွားရင်သူ့ရဲ့အပေါ်ငံအတွက်ကျွန်တော်စားပေါ့နော်စားထည့်မယ်ငပြားရင်မသုံးနဲ့နော်ငပြားရင်လည်းသူ့ရဲ့အနံ့ရတာတမျိုးကြောင်းသွားတယ်စားတော့၃ဆုံးလောက်ကျွန်တော်ထည့်လိုက်ကျွန်တော်ဟင်းမျိုးတည်ရတဲ့အချိန်မှာကျွန်တော်နောက်ထပ်ကြာစံ15မိနစ်ရေစိမ်ပေးထားမှာဖြစ်ပါတယ်အဲဒီ15မိနစ်အချိန်တော့အတွင်းမှာကျွန်တော်ဒီရွက်တွေနဲ့အသားတွေကိုပြင်လှီးထားမှာဖြစ်ပါတယ်ကျွန်တော်ကြာစံကြုံမဲ့ထဲမှာပါဝင်တဲ့ပစ္စည်းတွေကတော့တကြားဖြစ်တယ်ချုံမုတ်ဒါကတော့ QC ဒါကပင်ကမြားရဲ့အပြည့်ဒါကတော့အကျဲဒါကတော့စီပေါ့နော်ဒါကတော့တရုတ်နှမ်းစီမွေပေါ့နော်တရုတ်နှမ်းစီမွေအဲ့ဒါတော့ main ကတ်ချာထဲမှာပါတယ်ဒီကောင်ကတော့ငရုတ်ကောင်းဂေါ်ဘီရွှေပဲစက်သွန်ဖြူဥနီလေးအတော်လေးပေါ့နော်အရန်ချင်းဝါတာခက်တယ်ကြက်သားနဲ့ကျွန်တော်ကြုံမှာဖြစ်ပါတယ်ကိုဒါကတော့ကိုကြိုက်တဲ့အသားကိုသုံးနိုင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်အခုကျွန်တော်စကြော်လိုက်ပါအောင်မယ်အားလုံးကစီလာပြီးတော့ကျွန်တော်ကြက်တင်ပြေးထားမှာဖြစ်ပါတယ်။ဒီကျွန်တော်ကြက်သားထည့်မှာဖြစ်ပါတယ်။ဒါလေးတွေတင်လာပြီဆိုရင်ကျွန်တော်ဥနီထည့်မှာဖြစ်ပါတယ်။ဥနီရပါလို့ဆိုတော့ကျွန်တော်မာရဲ့အတွက်သူ့အရင်ထုတ်မှာဖြစ်ပါတယ်။ဒီဥနီလေးကျွန်တော်ဆက်မှုလိုက်ပါအောင်နော်။ဒီဥနီလေးနည်းနည်းနှောင်းသွားပြီဆိုရင်ကျွန်တော်ပေါ်ပြီးထည့်မှာဖြစ်ပါတယ်။ပေါ်ပြီးထည့်မယ်။ဘော်ဘီနဲ့သူရဲ့ရွှေပဲကဒီရွှေပဲထည့်မှာဖြစ်ပါတယ်သူတို့နှစ်ယောက်ကကြက်တာညီတဲ့အတွက်သူတို့နှစ်ယောက်ကိုလေပဲထည့်ပါတယ်ကျွန်တော်မှုလိုက်ပါမယ်ဒါလေးမှုပြီးတဲ့အချိန်မှာကျွန်တော်ရတာခါရထည့်မှာဖြစ်ပါတယ်ချုံမထည့်ပါတယ်ချုံမတစ်စုံနဲ့နည်းနည်းပေါ့နော်နည်းနည်းပြီးရင်ဒါကျွန်တော်နှစ်စုံသုံးပါတယ်နှစ်စုံနဲ့နည်းနည်းပြီးရင်နောက်တစ်ဆင့်လာမယ်ခရူးစီကနာနာလေးပေါက်ပါခရူးစီနာနာလေးပေါက်မယ်နောက်ထပ်ကတော့အယောင်လှဖို့ပင်ငယ်များကြီးအပြည့်ဖြစ်ပါတယ်နောက်တစ်ဆင့်ကပင်ငယ်များကြီးအပြည့်သူ့ရဲ့အလေးတော့ပေါ့နော်ဟောချိန်စားပြီးတော့ပေါက်ပေါ့နော်ဒီဝိုင်းအဲ့ဒီလေကျွန်တော်နှမ်းစီတယ်နှမ်းစီလေးပေါက်တယ်ဒီအနာမှာကြာသိဆောင်မရှိဘူးနောက်ဆုံးတစ်ဆင့်ကတော့ကျွန်တော်ရုပ်ကောင်းလေးနဲ့ပေါက်မယ်ကျွန်တော်မှုလိုက်ပါအောင်ဒီလေးနဲ့ကျွန်တော်နားနေကြာစံထဲမှာဖြစ်ပါတယ်နောက်ဆုံးဆင့်ကျွန်တော်ကြာစံထဲမှာဖြစ်ပါတယ်ထည့်ပါလိ
ဒါကတော့ကျွန်တော်ရဲ့နောက်ဆုံးသက်လေးပဲဖြစ်ပါတယ်ရပါပါပြီကြာစံကြော်လေးဖြစ်ပါတယ်တရုတ်ကြာစံကြော်ဖြစ်ပါတယ်အားလုံးပဲစားကြပါအောင်ရိတ်တဲ့အားလုံးပဲစားကြပါဒါကတော့ကျွန်တော်ရဲ့နောက်ဆုံးပေါ့နော်ကြာစံကြော်ကျွန်တော်ပထမဦးဆုံးကျွန်တော်မြည်ကြည့်လိုက်ပါအောင်ဘောတော့ပဲမှုရင်းလားအဲ့ထက်ပါထဲကျွန်တော်ပြပြတရုတ်နှမ်းစီမွေးတော့ဖြစ်ပဲတော့မှုရင်းလားဒါတော့ကျွန်တော်တို့ကြာစံထုတ်သေး6ထုတ်ကြော်လာတာဒီလောက်ရပါတယ်ခင်ဗျာကိုခန့်မှာကိုကငိုကြော်စားမယ်ဆိုရင်ကိုကြုတ်သေးကြတက်တာပြီးတော့အများကြီးရပါတယ်ခင်ဗျာကြာစံလေးကြော်လို့ပြီးပြီဆိုတော့ကျွန်တော်မိသားစုလေးစားလိုက်ပါအောင်မာတီရမယ်မာတီကြည့်မယ်ကြာစံကြော်တက်ကောင်းလားကြာစံကြော်တက်ကောင်းတယ်ကိုလောက်ပြလိုက်အောင်လေလက်လေးလောက်ပြလိုက်ကိုဟုတ်ပြီပဲကျွန်တော်ဗီဒီယိုအဆုံးထိကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျွန်တော်ထူးပင်ကျေးဇူးတင်ရှိပါတယ်ကျွန်တော်မှာထိုင်းမြန်မာငွေလဲဝန်ဆောင်မှုလေးပေးပါတယ်ခင်ဗျာမြန်ဆန်တိတိကျကျငွေလာလွှဲလို့ရပါတယ်ခင်ဗျာယုံကြည်စိတ်ချစွာငွေလွှဲလို့ရပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ